ငါပါရှင်ဒီလိုက်ကိုမတော်တဆဝင်ရောက်ကြည့်ရှုတဲ့သူရောစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဝင်ရောက်ကြည့်ရှုတဲ့သူရောဒီလိုက်ကိုစုံထိကြည့်ပြီးတော့ကြပါရှင်အနာဂတ်မှာဈေးတက်နိုင်မယ့် resort အနားမှာသာရှိရဲ့ရှံကွက်နှစ်ကွက်ထဲကိုဒီနေ့တိတိကျကျလေးပြောပြတော့ပါမယ်မိသားစုတွေရှံကွက်ရှာနေတဲ့သူလားရင်းနှီးမြှုပ်နှံခြင်းတဲ့သူလားဒါဆိုရင်တော့ဒီလိုက်ကိုစုံထိကြည့်ပြီးတော့ကြပါရှင်ကြည့်နေတဲ့သူတွေကကိုယ့်ရဲ့နာမည်နဲ့မြို့တွေကိုကိုယ့်မှာတစ်ချက်လေးရေးပြီးတော့ပါရှင်ပိုက်ပြီးတော့တဲ့အခါကျရင်အပောက်ကတဆင်အချက်လက်လေးတွေပြပို့ပြီးတော့မှဖြစ်ပါတယ်ရှင်။ဒါဆိုရင်လေကောင်းလေးတန်လည်းရပြီးတော့မှနေရာကဘယ်မှာလဲဆိုရင်အဘဲရှာဟိနဲ့ fire resort အနီးမှာရှိတဲ့လေကောင်းလေးတန်လည်းရမယ်တကယ်လို့ခူးတိုင်းတဘာဝပတ်ဝန်းကျင်ရဲ့လေကောင်းလေးတန်ရပြီးတော့မှမြို့ထဲမှာမြို့ထဲလို့ပဲမရှုပ်မရှက်ပဲနဲ့အနားယူရတာအရင်အေးချမ်းတယ်ခူးတိုင်းနဲ့ကိုမိသားစုနဲ့နေထိုင်လို့လည်းရတယ်မနေသေးဘူးဆိုရင်resort နားမှာဖြစ်တဲ့အတွက်နောက်ပိုင်းကျရင်ဈေးတက်နိုင်မယ့်နေရာမျိုးဖြစ်ပါရှင်ရှံခွဲရဲ့အကျယ်ဝန်းကတော့55ပေ80ပေ90ဖြစ်ပါတယ်စုစုပေါင်း2ကွက်ပဲရှိတော့တာပါစာချုပ်ကတော့2015ခန်းလေးကအပီစီပါအချုပ်ရှင်လုံးဝမရှိပါဘူးအမခံပါရှင်နေရာအထိကြကို Google Map နဲ့တိတိကျကျလေးရှိတဲ့အတွက်စိတ်ဝင်စားတဲ့သူတွေကိုအချက်လက်လေးတွေပြပို့ပေးတော့မှာပါ။ဒါပြင်တော့အဘကတစ်ဆင့်ဆက်သွယ်ပေးပါမယ်ရှင်။အားဆိုရင်ဈေးနှုန်းက162သိန်းမှာနှစ်ကွက်လုံးယူမယ်ဆိုရင်တော့ဈေးကညှိနှိုင်းလို့ရပါတယ်ရှင်။လက်ရှိရှင်တွေအတွက်တက်မှုနဲ့ကိုက်ညီပြီးတော့နောက်ပိုင်းဈေးတက်နိုင်တဲ့နေရာမျိုးပါရှင်မျိုးနဲ့နည်းနည်းဝေးတာမှန်တယ်ဒါပေမဲ့မျိုးနဲ့နီးလာတဲ့အချိန်ကျရင်ဈေးတက်လာတာကိုယ်တိုင်မြင်တွေ့ရမှာဖြစ်ပါတယ်ရှင်လက်ရှိနှစ်ကွက်တာကျန်တော့လို့ live ပြီးတဲ့အခါကျရင်စိတ်ဝင်စားတဲ့သူတွေကိုနောက်ကတစ်ဆင့်ရှက်လက်တွေပြပို့ပေးတော့မှာဖြစ်ပါရှင်အားဆိုရင်တစ်ခွက်လေးယူပြီးတော့စမ်းကြည့်ခြင်းလားနှစ်ခွက်ယူပြီးတော့အနာဂတ်အတွက်သိထားခြင်းလားဒါဆိုရင်တော့ကြည့်လိုက်ပါကြည့်ပြီးသွားရင်ရှံခွက်ကိုမကြိုက်ရင်လုံးဝမယူလဲရတယ်ကြိုက်တယ်ဆိုရင်တော့ဒီအချိန်မှာဒီဈေးနဲ့ရနိုင်တာအခုပဲဖြစ်ပါတယ်ရှင်တော့ကြည့်လိုက်ပါစိတ်ဝင်စားရင် live ပြီးရင်တယောက်ရှင်စီကိုစိတ်ဝင်စားတဲ့သူတိုင်းကိုအချက်လက်လေးတွေပေးပို့ပေးတော့မှာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်